အရှင်ဖယားအိမ်တအိမ်မှာအလှတစ်ခုလုပ်ရင်တန်ဃာတော်တွေပရိတရားတော်ရွတ်ဖတ်နေစဉ်တရားနာတဲ့လူကလိုက်ပြီးရွတ်နေရင်ရွတ်နေတဲ့တန်ဃာတော်တွေအာပတ်သင့်တယ်ဆိုတာဟုတ်ပါသလားဖယားတဲ့ယဟန်တွေကလူသားမဏေတွေနဲ့အတူပုတ်ပြိုင်စာချတာတို့ပုတ်ပြိုင်စာရွတ်တာတို့မလုပ်ရပါဘူးပုတ်ပြိုင်စာချတာတို့ပုတ်ပြိုင်စာရွတ်တာတို့လုပ်မယ်ဆိုရင်ဗဒ္ဒသောဓမ္မသိက္ခာပုအယသုဒ္ဓပါစိတ်အာပတ်သင့်ပါတယ်အဲ့ဒါကိုထောက်ဆပြီးတော့တန်ဃာတော်တွေပရိရွတ်တဲ့အခါမှာနောက်ကလိုက်မရွတ်ကောင်းဘူးလို့တားမြစ်ကြတာဖြစ်ပါတယ်ဆိုင်တော့မဆိုင်ပါဘူးဘာကြောင့်လဲဆိုရင်တန်ဃာတော်တွေပရိရွတ်တယ်ဆိုတာကပုတ်ပြိုင်ချနေတာမဟုတ်ပါဘူးတရားချင်းမြင့်နေတာဖြစ်ပါတယ်ဒါကြောင့်နောက်ကလိုက်ရွတ်လို့တန်ဃာတော်တွေမှာအာပတ်မသင့်နိုင်ပါဘူးသို့တော်လည်းပဲဒီနေရာမှာတတိထားရမှာတခုကမိမိဟာတရားနာပရိသတ်ဖြစ်ပါတယ်အဲ့ဒီလိုတရားနာပရိသတ်ဖြစ်တာကြောင့်နောက်ကလိုက်မရွတ်ပဲနာကြတာပဲကောင်းပါတယ်နော်